ဒီနေ့မှာကျွန်တော်တို့လေ့လာမယ်အရာလေးကတော့ဘာလဲဆိုလို့ရှိရင် Antichrist လို့ခေါ်တဲ့ဒီမှာလို့ Antichrist ပေါ့နော်သူကခမဲတော်ဘုရားနဲ့သားတော်ဘုရားကိုညှင်းပယ်တော်သူဖြစ်တယ်တဲ့ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်ဘုရားကိုတုံးတော်သူကအဘယ်သူနည်းတဲ့ယေရှုဒီခရစ်တော်မဟုတ်ဘူးညှင်းပယ်တော်သူဖြစ်သည်ခမဲတော်နဲ့သားတော်ကိုညှင်းပယ်တော်သူAntichrist ဖြစ်၏ဒီမှာခမဲတော်နဲ့သားတော်ကိုညှင်းပယ်တယ်တဲ့ဘာကြောင့် Antichrist လို့ပြောတယ်လဲဆိုလို့ရှိရင်ခမဲတော်ကသားတော်ကိုလက်ခံတယ်လို့သားတော်ကခမဲတော်ကိုလက်ခံတယ်လို့လက်မခံနိုင်တဲ့သူကိုခရိယန်တော့ဟုတ်တယ်ခရစ်နဲ့တော်ဆိုင်တယ်သို့တော့ anti လို့ပြောတဲ့အတိုင်း Antichrist ဆိုတာကတော့ဘာမှလို့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ခရစ်တော်အတုလို့ခေါ်တာပေါ့နော်ခရစ်တော်အတုခရိယန်အတုလို့ခေါ်ပေါ့သူတို့ကသားတော်လည်းမကွဲဘူးခမဲတော်ကိုလည်းမကွဲဘူးညှင်းပယ်ထားတယ်လက်မခံဘူးပေါ့နော်တကယ်တမ်းသားတော်နဲ့ခရစ်တော်ကဘယ်ကလေးကနေသူတို့ဆက်ဆံရေးရှိခဲ့တယ်လဲလို့ပြောလို့ရှိရင်ကောင်းကင်ကလေးကနေလို့ရှိခဲ့တယ်လေးကိုတော့ပေါ့ပို့လို့ပါတယ်ကောင်းကင်ဘုံကလေးကဘလို့ဆက်ဆံရေးရှိခဲ့တယ်လဲကဘာကြီးမရှိခင်စัจ java လာကြီးမရှိခင်အထူးသဖြင့်ကောင်းကင်နဲ့မြေကြီးမတည်ခင်ကလေးကခမဲတော်သားတော်ရှိတယ်ဆိုတာဒီသားဖနှစ်ယောက်ရဲ့ဆက်ဆံရေးကိုနောင်တစ်ချိန်လူသားတွေဖြစ်လာပြီးလူတွေဟာအပြစ်ထဲမှာရောက်ပြီးတော့မှလူတွေဟာဖျားဘက်ကိုကိုယ့်ရဲ့အစွမ်းကိုယ့်ရဲ့အစနဲ့မသွားနိုင်တော့တဲ့အချိန်မှာမရောက်နိုင်တော့တဲ့အချိန်မှာသားဖြစ်ခြင်းနဲ့လက်ခံမယ်လို့ဆိုလိုခြင်းကိုကျွန်တော်တို့သားအဖဆက်ဆံရေးလို့ခေါ်ပါတယ်ဒီခေတ်ခရိယန်တွေကလည်းမိမိကောင်းရင်မိမိကောင်းစွာနေထိုင်တတ်ရင်မိမိအလုပ်ကောင်းရင်အပြောကောင်းရင်အမှုရာကောင်းရင်စိတ်နေတဘောထားကောင်းရင်ကောင်းတဲ့နေရာရောက်မယ်လို့ထင်ကြတော့ပါပဲတကယ်တမ်းအဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့ကောင်းကင်ကိုသွားတာမဟုတ်ပါဘူးကျွန်တော်တို့ကောင်းကင်ကိုရောက်တဲ့နေ့ကသားဖဖြစ်ခြင်းနဲ့ရောက်သွားတာဖြစ်ပါတယ်ဒါကိုတဘောပေါက်နားလည်နိုင်ဖို့အရေးကြီးပါတယ်နောက်ခရစ်တော်ရဲ့လူစားတိခံခြင်းကိုလည်းညှင်းပယ်တယ်လို့တွေ့ရတယ်ဒီမှာဘာတွေ့ရတယ်လဲဆိုလို့ရှိရင်လူစားတိဖြင့်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်မခံတော်ဝိညာဉ်မြည်တီကတဲ့ဘုရားသခင်နဲ့မဆက်ဆိုင်လူစားတိအဖြစ်ရောက်လာတဲ့ယေရှုကိုလက်မခံဘူးလူဖြစ်တယ်ဆိုတာကိုလက်မခံဘူးဒါကဘာလဲဆိုရင်လူဖြစ်လာတဲ့ယေရှုကိုလူမဟုတ်ဘူးသူကလူအစစ်မဟုတ်ဘူးလို့ညှင်းပယ်လိုက်ခြင်းဟာလေကျွန်တော်တို့ကဒီကြမ်းကြမ်းနဲ့တွားညှိပါတယ်ဝန်မခံတော့သူလို့ပြောပါတယ်ဘုရားသခင်နဲ့မဆိုင်ဘူးလို့ပြောပါတယ်ထို့သောဝိညာဉ်ကတဲ့တင်တို့ဒီကြားခဲ့ပြီးဒီအတိုင်းဤလောကသို့လာမည်ဖြစ်၍ယခုပင်လာလက်ရှိ Antichrist ဝိညာဉ်ဖြစ်သည်လူစားဒီအပြင်ကြွလာမှုတော့ယေရှုခရစ်တော်ကိုညှင်းပယ်လျက်လှည့်ပြားသောသူအများတို့သည်လောကထဲသို့ဝင်ကြပြီးထို့သောသူသည်လှည့်ပြားသောသူဖြစ်၏Antichristလည်းဖြစ်၏ယေရှုလူစားဒီအပြင်လာတဲ့ယေရှုကိုညှင်းတယ်သူ့ကိုညှင်းမှတော့ကျွန်တော်တို့ဒီကောင်းကင်ဆိုတာသွားလို့မရပါဘူးခမဲတော်ဆိုတာကျွန်တော်တို့ကိုအကျင့်တရားအားဖြင့်နော်ကုသိုလ်ကောင်းမှုအားဖြင့်လူသားကိုလက်ခံဖို့ရန်အတွက်ပညာတရားတွေပေးခဲ့ပါတယ်သို့တော့အဲ့ဒီပညာတရားတွေကိုဘသူကမှမကျင့်ရှောက်နိုင်တဲ့အဆုံးမှာသားတော်ကိုလောကကိုဆေးလွတ်ပြီးသားတော်အားဖြင့်ပဲလာကြပါလို့လက်ခံထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဒီအရာပေါ်မှာအရေးတယူလုပ်ပြီးတော့မှယုံကြည်တက်ဝင်ဖို့လိုအပ်ပါတယ်မယုံကြည်နိုင်ဘူးဆိုရင် Antichrist လို့ခေါ်ပါတယ်နောက်တစ်ခုက Spirit of Antichrist သူရဲ့စိတ်ဝိညာဉ်က apostolic time ဆိုတဲ့အရာကိုလက်မခံဘူးတဲ့ချစ်သားတို့ယခုကာလဒီနောက်ဆုံးသောကာလဖြစ်ခရစ်တော်၏ယံသူသည်ဟူသော Antichrist ပေါ်လာကြောင်းကိုတင်တို့ကြားသိရသည့်အတိုင်းယခုပင်Antichristအများရှိကြ၏ထို့ကြောင့်ယခုကာလဒီနောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏ကာလကိုကျွန်တော်တို့တော့ပေါက်ဖို့လိုပါတယ်
နောက်ဒီမှာသူ့ရဲ့လူစားတီအဖြစ်ကြွလာတော့မလို့ယေရှုကဒါပါပြီးသားဖြစ်ပါတယ်လောကထဲတော့ဝင်လာပြီတဲ့လူစားတီပြောချင်တာက anti crit ဆိုတဲ့စကားလုံးကိုတဘောပေါက်နားလည်ပြီးတော့မှကျွန်မတို့ကဘယ်လိုပုံကိုဆိုရင်ကျွန်တော်တို့ဟာ anti crit ဖြစ်တယ်ဆိုတာကိုတဘောပေါက်နိုင်ဖို့ဖြစ်ပါတယ်လို့ရောက်စတင်ဖြတ်ရှင်းကောင်းကြည့်ပေးပါစေအာမင်